ပန်းဥရတနာခေရည်စီချောင်းနဲ့မျောနေတဲ့ညီမငယ်လေးတို့ရေအကိုကဗျာတဲ့ခစ်တာမျောကြည့်ပါလူချင်းပြောတာထက်အကိုယူနီဖောင်းကြောင့်နားမထောင်ရင်တော့နားဝင်စေခြင်းနဲ့ညီမငယ်လေးရေတိတ်ခါဆိုတာဘသူချမကြဘူးညီမငယ်လေးတို့ကိုယ်တိုင်ချမှကြမှာအကြနိုင်ရင်တဘွားလုံးနာတတ်တယ်ချင်း6တိုင်းလည်းမကြောက်နဲ့စစ်တီတသိန်းနဲ့စစ်ကြင်ညာလည်းမလန့်နဲ့စကားနဲ့ရှင်းသိရင်ရှင်းဓာတ်နဲ့ရှင်းသိရင်ရှင်းပြောချင်တာကအသက်ထက်အရှက်ကိုဦးစားပေးပါဖုံးထားမှတင့်တယ်တဲ့ညီမငယ်လေးတို့ပစ္စည်းတွေပါတယ်ရေအောက်ရတနာဆိုတာတန်ဖိုးကြီးသလိုမျိုးပေါ့စီပီမာလာကြောင်နဲ့ကိုမောင်တွေကိုလည်းပညာသားပါရှောင်ခဲ့ပါမစားရတဲ့အမဲအက်ဆစ်နဲ့ပတ်မဲ့ကောင်တွေရှိတယ်တကယ်ချစ်ရတဲ့ချစ်သူလေးရှိရင်ချစ်သူလေးကိုတန်ဖိုးထားပါညီမငယ်အထီးအတွေ့မှအချစ်ဆိုရင်လဲဂရင်ပေါ်ကအိမ်လေးပဲစောက်ပါဇာတန်းထိုးလာလိမ့်မယ်တကယ်ချစ်ရင်ကိုပန်းဦးဟာသူ့အတွက်ပဲဖြစ်ရမယ်မဟုတ်လားတယောက်အတွက်တယောက်စီးဆောင်ရမယ်ညီမငယ်လေးတယောက်အတွက်တယောက်စီးဆောင်ရမယ်စိတ်နဲ့ချစ်နဲ့မတူဘူးဆိုရင်ထမင်းစားတဲ့အုံတော်နဲ့စဉ်းစားပါညီမငယ်စိတ်လှုပ်ခြင်းတဲ့ကောင်တွေပဲညားပါတကယ်ချစ်စစ်နဲ့မတွေ့နိုင်ဘူးအန်ဒရီကိုလက်ရက်ခေါ်တာစိတ်ရမ်းတရားကိုလက်နဲ့ထိုးသလိုပဲကိုကထိုးသူကချကိုပဲနာရမှာညီမငယ်လေးရဲ့လက်လွန်ကြက်တုံတွေဖြစ်ရင်လဲလက်လွန်ရင်ပြက်မယ်ကြက်တုံဆိုဖြတ်ခံရမယ်ကိုရင်သွေးကိုဖြတ်ချရင်လဲပါဏာတိပါဒကံမြောက်တယ်ညီမလေးရဲ့ကိုရင်သွေးမို့ကိုအမိုက်ပုံမှာပြစ်ခဲ့ရင်လဲဂေါတကလို9ကြိမ်တိုင်အပြစ်ခံရမယ်အကုသိုလ်ဆိုတာအနှဲငယ်လေးတောင်မှမထီမဲ့မြင်မလုပ်တဲ့ဘူးဆိုရှယ်မှာပြအပြင်မှာပြယာကဘလူးကိုလည်းပြတရားရုံးမှာပါလိုက်ပြရရင်တော့ကိုတို့ကမျက်နာတောင်မှလိုက်မပြချင်ဘူးညီမငယ်လေးတကယ်ချစ်တယ်မဟုတ်လားကိုပန်းဦးဟာသူ့အတွက်ပဲသူ့အတွက်ဆိုပြီးတင်ထားရမယ်ညီမငယ်လေးဖုံးထားမှတင့်တယ်တဲ့ညီမငယ်လေးတို့ပစ္စည်းတွေပါတယ်ရေအောက်ရတနာဆိုတာတန်ဖိုးကြီးသလိုမျိုးပေါ့ခေရည်စီးချောင်းပေါ်မျောမနေဖို့လိုတယ်လှပလေးပွင့်ဖို့လှပဘွားလေးနဲ့ဂုံကျက်တည်းရှိအမျိုးသမီးကောင်းလေးဖြစ်ဖို့မကောင်းမှန်းသိရင်မလုပ်ရဘူးညီမငယ်လေးရဲ့လက်တက်ဆန်းရင်လဲခွန်အားရှိမှဆန်းလို့ကောင်းတာအရာရာကိုအုံနောက်နဲ့ချင်းချင်းပြီးလှပလေးပွင့်လန်းလာမဲ့ပန်းဦးရတနာလေးဖြစ်အကိုမြင်ခြင်းနဲ့ပန်းဦးရတနာလေးဖြစ်အကိုမြင်ခြင်းနဲ့ကိုကြီးကြဘိုးပန်းဦးရတနာများဖြစ်ကြပါစေ